အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကလွယ်လွယ်ကူကူနဲ့ကြော်စားလို့ရတဲ့ကစွန်ရွက်ကြက်မဲကြော်လေးကို sharing လုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်အရန်ကိုမှမှုေးပြီးတော့စားလို့လည်းကောင်းတဲ့ကစွန်ရွက်ကြော်နေလေးကိုသိချင်တယ်ဆိုရင်တော့ဗီဒီယိုအဆုံးထိကြည့်လိုက်ပါနော်ပထမဆုံးအနေနဲ့တော့ကျွန်တော်ကကစွန်ရွက်ကိုစိတ်ပြီးတော့ရေသေးချာလေးပြအောင်ဆေးထားပါတယ်ရေကိုတော့ကျွန်တော်က3ထပ်လောက်ဆေးထားပါတယ်ဒါမှကစွန်ရွက်မှာပါတဲ့အညစ်အကြေးတွေနဲ့ဖုန်နေသေးတွေကိုတေချာပြအောင်ရှင်းပေးနိုင်မှာဖြစ်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ကစကားလေးနဲ့တေချာလေးစစ်ပြီးတော့ရေပြအောင်စစ်ထားလိုက်မယ်ပေါ့နော်ကစွန်ရွက်တွေကိုရေပြောင်ဆေးပြီးစစ်ထားရင်းနဲ့တစ်ဖက်မှာလည်းကစွန်ရွက်အထက်ကြော်ဖို့ကြက်သွန်ဖြူ3မှလောက်ကိုခွာပြီးတော့ဓာပါရိုက်နှုတ်နှုတ်ကလေးတွေဆင်ထားပါတယ်ကစွန်ရွက်ကြော်တဲ့အခါမှာတချို့ကကြက်သွန်ဖြူကိုထောင်းလေးရှိပေမဲ့ကျွန်တော်ကတော့ဓာပြားလေးရိုက်ပြီးတော့နှုတ်နှုတ်ကလေးဆင်ရတာကိုပိုသဘောကျပါတယ်ကျွန်တော်ကစွန်ရွက်ကြော်တဲ့အခါတိုင်းလည်းဒီနည်းကိုပဲသုံးလေးရှိပါတယ်ပြီးရင်တော့ရေခဲတစ်တာထဲမှာခဲထားတဲ့ကြက်မဲကိုထုတ်ပြီးတော့ကိုလိုချင်တဲ့အရွယ်စားအတိုင်းလီဖို့အတွက်ကိုပပလေးလီထားပါတယ်ပထမဆုံးကျွန်တော်ကကြက်မဲတွေခဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အရေနဲ့ပြောင်းဆောင်ပြီးတော့မှတေချာလေးလှီလိုက်ပါတယ်ကြက်မဲကိုကိုယ်အိမ်မှာဝယ်စားချက်စားတဲ့အခါမှာမပြော့မခဲအနေထားလေးမှာထားပြီးတော့လီတာအကောင်းဆုံးမှာတအားပြုတ်လွန်သွားတယ်ဆိုလို့ရှိရင်လည်းအသားတွေကဒါဖွာပြီးတော့ထွက်သွားမှာပေါ့နော်ပြီးတော့မြန်မာပြည်မှာကျွန်တော်တို့စားနေကြဖြစ်တဲ့အခုလိုကြက်မဲတွေဟာကျွန်တော်ဘူးသူရအနေနဲ့ share ပေးရမယ်ဆိုရင်တော့ကြက်အရေခွန်နဲ့အသားတွေကိုရောပြုံးပြီးတော့မှတိတ်ထည့်ထားတဲ့ chicken roll ပဲဖြစ်တယ်ပေါ့နော် chicken roll ပေမဲ့အမဲရောင်အနေထားဖြစ်နေတာကတော့ food coloring ဆိုတဲ့အယောင်စိုးစေးသုံးထားတာဒါမှမဟုတ်လို့ရှိရင် squid ink ဆိုတဲ့ကင်းမွန်ရဲ့မှင်ရည်ကိုသုံးထားတာမျိုးလည်းဖြစ်နိုင်ပါတယ်အပြင်ကကြက်မဲအစစ်တွေဆိုလို့ရှိရင်တကောင်လုံးကအမဲရောင်ရှိပြီးတော့မှဈေးကြီးပေးဝယ်ရတဲ့ကြက်မျိုးစားတွေပဲဖြစ်တယ်ပေါ့နော်ယခုလက်ရှိကျွန်တော်တို့စားနေတဲ့ကြက်မဲဆိုတာကတော့ commercial နဲ့တင်သွင်းလာတဲ့ chicken roll တွေပဲဖြစ်တယ်ပေါ့နော်အားလုံးလည်း ready ဖြစ်နေပြီဆိုတော့ကျွန်တော်ကစီကိုစတက်လိုက်ပါတယ်ကြက်သွန်ဖြူလေးတွေမှုေးလာပြီဆိုရင်တော့ကြက်မဲကိုကျွန်တော်ထည့်ကြော်ပါတယ်ကြက်မဲတွေကိုကြော်မယ်ဆိုရင်တော့တည်တည်ချာချာလေးကြော်အောင်ကြော်ဖို့တော့အကြံပြုချင်ပါတယ်ဘာလို့လဲဆိုတော့ကြက်မဲကအသားနဲ့အရေကုန်တွေရောထားတဲ့အသားစိမ့်တက်တက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကြက်မဲကိုကြော်တဲ့အခါမှာလည်းကြက်အောင်တေချာလေးမှုေးနေအောင်လို့အချိန်ကြာကြာလေးထည့်ကြော်ပေးဖို့လိုပါတယ်ကျွန်တော်ဗီဒီယိုထဲမှာပြထားသလိုပဲကြက်မဲကိုအချိန်ကြာကြာလေးတေချာဒီဘက်ဒီဘက်လှန်ပြီးကြော်ပေးဖို့လိုပါတယ်ကြက်မဲကိုတစ်ဖက်ထဲမှာထားမယ်ဆိုရင်တော့တူးတက်တာမျိုးဖြစ်တဲ့အတွက်လှန်ပြီးတော့ကြော်ပေးဖို့လိုပါတယ်ဒီကြက်မဲသားတွေကြွလာပြီဆိုရင်တော့ကျွန်တော်ကစွန်ရွက်ကိုထည့်ကြော်ပါတယ်ကျွန်တော်ကစွန်ရွက်ကြော်တိုင်းမှာတော်တော်များများကစိမ့်စိမ့်လေးဖြစ်နေတဲ့အတွက်ကြောင့်ဘလို့ကြော်တာလဲလို့မေးတာကတော့ကျွန်တော်ရဲ့ဒီဝက်ချက်အနေနဲ့ပြောရမယ်ဆိုရင်မီးပူချိန်ကိုအမြင့်ဆုံးမှာထားပြီးကြော်တာပဲဖြစ်ပါတယ်မီးပူချိန်အမြင့်ဆုံးမှာထားပြီးကြော်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကစွန်ရွက်ကိုထည့်ပြီးတာနဲ့ကျွန်တော်တို့အပေါ်အောက်လှန်ပေးဖို့လိုပါတယ်ကျွန်တော်တို့ကြော်နေရင်းနဲ့အရွက်တွေကနည်းနည်းလေး၆ကပ်နေတယ်ဆိုရင်တော့ကျွန်တော်ကရေလေးနည်းနည်းတောက်ပြီးကြော်ပါတယ်ချက်မဲကစွန်ရွက်ကြော်ထဲမှာတော့ကျွန်တော်ကကော်ရည်တို့ခရူးစီတို့မထည့်ဘဲနဲ့စားအချုံမုံနဲ့ရိုးရိုးရှင်းရှင်းကြော်မှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့အရွက်ကြော်ကိုရိုးရိုးရှင်းရှင်းကြော်ထားတယ်ဆိုပေမဲ့လည်းအရသာကလုံးဝကိုထိမိပြီးတော့စားကောင်းမယ်ဆိုတာကိုအာမခံပါတယ်နော်နောက်ဆုံးအနေနဲ့ကစွန်ရွက်တွေကလည်းနူးလာပြီးအရသာလည်းအနေတော်ဖြစ်ပြီးဆိုရင်တော့ပြီးဖို့ပေါ်ချပြီးစားတော့မှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့အနမ်းလည်းအရန်ကိုမှုေးပြီးတော့မှအရသာလည်းရှိတဲ့ချက်မဲကစွန်ရွက်ကြော်လေးကိုရပါပြီကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်